ဒီနေရာမှာပြောချင်တာကဒီအဆင့်ကအရန် challenge ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့နှစ်ယောက်လုံးမှာအမကြီးရောကျွန်တော်ရောမှာကဒီ nasty ဖြစ်တယ်အနာတိချာကင်တွေတက်လို့သာဒီလောက်အဆင်ပြေနေပေမဲ့ဒီလောက်အဆင်ပြေရဆိုပေမဲ့နှစ်ယောက်သားဆေးထည့်ရင်တက်တာလဲခဏခဏပေါ့နော်ထားပါတော့ဆိုတော့ဆေးထည့်တဲ့အခါမှာလဲတိတိချာချာအနာကိုကင်တွေတက်ဖို့အတွက်အရေးကြီးပါတယ်ဆေးဒီဝယ်တဲ့အခါမှာလည်းပဲဆေးတွေကဒီခစ်ဈေးနဲ့ဈေးလေးကြီးပါတယ်ဆိုတော့အနာမကင်တတ်ရင်အနာပိုးဝင်နိုင်တယ်ဆေးတွေကလည်းကုန်ကြစရိတ်များတယ်ဒါလေးကတော့ challenge လေးဖြစ်ပါတယ်အခုမြင်ရတဲ့အတိုင်းဆိုလို့ရှိရင်ဟိုဘက်အပေါက်ဒီဘက်အပေါက်ကို6လက်မကျော်အထိသူတို့ဖောက်ထားတာဖြစ်ပါတယ်နောက်ဆုံးခွဲစိတ်တဲ့အခါမှာအနည်းဆုံး9လက်မတော့ကြံမယ်လို့တော့ဆရာဝန်ကြီးကပြောတယ်ပေါ့နော်နောက်ပိုင်းမှာဘယ်လိုလာမလဲတော့မသိဘူး9လက်မကတော့အရှိပေါ့နော်အတုတ်ကဘယ်လောက်ရမလဲဆိုတာကိုသူတေချာမပြောသေးဘူးပြောလို့လည်းမရဘူးဆိုတာမျိုးပြောသွားတယ်ပေါ့နော်ဆိုတော့လောလောဆယ်မှာကျွန်တော်အတွက်အမြဲတမ်းဆေးထည့်ထားရတဲ့အနာကဒီလက်ကအနာပေါ့နော်ဖင်ရအနာကတော့ပျောက်သွားပြီလို့ပြောလို့ရပါတယ်အားလုံးဆေးထည့်ပြီးတဲ့နောက်မှာတော့ကျွန်တော်တို့သုံးထားတဲ့ instrument လေးတွေကိုပြုတ်ပြီးတော့ပိုကင်းတန့်စင်ပါတယ်ရိုးရိုးဓာတ်အိုးတွေကိုထည့်ပြီးတော့ပဲမီးနဲ့ရေနဲ့ပြုတ်လိုက်တာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့အောက်ပိုင်းခွဲစိတ်မှုတွေကရှုပ်ထွေးတယ်ငွေကြေးကုန်ကြများတယ်အလုပ်တွေရှုပ်တယ်တော်ရုံတန်အောင်စိတ်အားထက်သန်မှုမျိုးနဲ့ဆိုမရပါဘူးအဓိကကတော့ဆုံးဖြတ်ချက်ပြတ်သားဖို့နဲ့စိတ်အားထက်သန်ဖို့ပဲလိုပါတယ်ကျွန်တော်တော့လုံနိုင်သေးရင် brother တို့မလုံနိုင်စရာအကြောင်းမရှိပါဘူးအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်